တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်အခုတရားဓမ္မဟောပြရမယ်ဆရာတော်ရဲ့ထေရုပတ္တိအကျဉ်းနဲ့ပတ်သက်ပြီးတော့အနေငယ်မြကျွန်တော်ရှင်းလင်းပြောကြားပေးပါမယ်မိတ်ဆက်ပေးပါမယ်ဆရာတော်ဟာ1965ခုနှစ်မှာရှမ်းပြည်နယ်လဲချားမြို့မှာမွေးဖွားခဲ့ပါတယ်အဲ့မှာမွေးဖွားခဲ့ဆရာတော်ဟာတိရိမင်္ဂလာအုပ်ကျောင်းမှာစာသင်သားဘဝနဲ့နေခဲ့ပါတယ်အဲ့ဒီမှာပဲကိုရင်ဘဝနဲ့19နှစ်သားမှာပဲသာသနာမန်တိုင်ဘကုမှာဓမ္မစရိယဘွဲ့ကိုရင်ဘဝမှာပဲဓမ္မစရိယဘွဲ့ကိုရရှိခဲ့ပါတယ်နောက်ပြီးတော့ဆရာတော်ဟာ MA နဲ့ MPhil Buddhist Philosophy အဲ့ဒီဘွဲ့ကိုတိရိလင်္ကာသာသနာတက္ကသိုလ်ကနေပြီးတော့အဲ့ဘွဲ့နှစ်ခုကို1993ခုနဲ့1998ခုနှစ်တို့မှာရရှိခဲ့ပါတယ် Oriental Institute နောက်ဆရာတော်အင်္ဂလန်နိုင်ငံမှာအခုတက်ရောက်ပြီးတော့စာသင်နေတာဖြစ်ပါတယ်အဲ့တော့အဲ့မှာ PhD ဘွဲ့ယူရန်ဖြစ်ပါတယ် Oriental Institute Oxford University အင်္ဂလန်မှာဖြစ်ပါတယ်နောက်ခုဆရာတော်ဟာခီးသွားရင်းနဲ့ကျွန်တော်ယူရီးယားနိုင်ငံကိုသွားမှာဖြစ်ပါတယ်အဲ့မှာဒီစာရန်ပြုစုဖို့အတွက်အဲ့ယူရီးယားနိုင်ငံကိုသွားမှာဖြစ်ပါတယ်အခုဒီမှာတရားဝဲကျင်းပရေးဖြစ်ပါတယ်ဆရာတော်ဟာအခုလက်ရှိကနေဒါနိုင်ငံဂျာမနီနိုင်ငံမလေးရှားနိုင်ငံနဲ့ဒီစင်ကာပူနိုင်ငံတို့မှာလည်း meditation နဲ့ပတ်သက်လို့သင်တန်းများဟောပြနေပါတယ်ဆရာတော်အင်္ဂလန်မှာဆို1996ခုနှစ်ကစပြီးတော့ဒီတရားဓမ္မများကိုပြသနေကြတာဖြစ်ပါတယ်လောက်ပါဘူးတရားရှိခင်သူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်တို့ဩဃတနဲ့ငါးပါးသီလယူရန်ဖြစ်ပါတယ်ဩဃတဩဃတခဩဃတကာယကံဝစီကံမနောကံသဗ္ဗရောဓခတ်သိမ်းသောအဖြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုသေးအလေးအမြတ်လက်ဆုံမိုး၍ရှ စ်ခိုးပူဇော်ပူမြော်မှန်လျော့ရောပါဤရှင်ဘုရားဘုရားတရားသံဃာယနာမြတ်သုံးပါးတို့အားအယုသည်လေးမြတ်လက်အုပ်ချီမို့ရှိခိုးပူဇော်ပူမြော်မှန်လျော့ကြောကြသောပူဇော်နာဗနာမကုသိုလ်ကံစေနာပေါင်းတို့ကြောင့်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာမှမျက်နှိပ်ပံကိုရောက်ကြောင်းဖြစ်သောမဂ္ဂင်၈ပါးတရားတော်ကိုလွယ်ကူစွာကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေဒီရဆုနဲ့ပြရပါလိမ့်အဟံဗန္တိဟံဗန္တိတိတရဏေနသဟတိတရဏေနသဟပင်စသီလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟပင်စသီလံဓမ္မယာသာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိယမောဒာမိတံဝတေထအမဗန္တိပါရှင်ဗျာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
Namo Tassa Bhagavato Arahato Sammasambuddhassa Buddhantaranang Gissami Dhammantaranang Gissami Thankhantaranang Gissami Buddhantaranang Gissami Dhammantaranang Gissami Thankhantaranang Gissami Dutiyampi Buddhantaranang Gissami Dutiyampi Dhammantaranang Gissami Dutiyampi Thankhantaranang Gissami Dutiyampi Buddhantaranang Gissami Dutiyampi Dhammantaranang Gissami Dutiyampi Thankhantaranang Gissami Tatiyampi Buddhantaranang Gissami Tatiyampi Dhammantaranang Gissami Tatiyampi Thankhantaranang Gissami Tatiyampi Buddhantaranang Gissami Tatiyampi Dhammantaranang Gissami Tatiyampi Thankhantaranang Gissami Phaya Taya Thangka Phaya Taya Thangka သုံးပါးသောယတနာမြတ်ကို သုံးပါးသောယတနာမြတ်ကို ဆင်းရဲကိုဖြောက် ဆင်းရဲကိုဖြောက် ချမ်းသာရောက်အောင် ချမ်းသာရောက်အောင် ဘေးရန်ကိုဖြောက် ဘေးရန်ကိုဖြောက် ချမ်းသာရောက်အောင် ချမ်းသာရောက်အောင် စိုးရိမ်ကိုဖြောက် စိုးရိမ်ကိုဖြောက် ချမ်းသာရောက်အောင် ချမ်းသာရောက်အောင် ကဲမကြည့်ရှု ကဲမကြည့်ရှု စောင့်ရှောက်တတ်သော စောင့်ရှောက်တတ်သော ယတနာထု ယရနာထု ယတနာမြတ်ဟု ယရနာမြတ်ဟူ ၍ယုံကြည်တိမှတ် ယုံကြည်တိမှ စီကပ်ပါ၏ရှင်ဘုရား ရှိကပါ၏ရှင်ဘုရား တိတရဏကမ္မနံတံဘုံနံ အာမဘာနေပါရှင်ဘုရား ပါဏာတိပါဒာဝေရမဏိတိခာပရံသမာတိယာမိ အာနာတိပါဒာဝေရမဏိတိခာပရံသမာတိယာမိ အဒိဏဒါနာဝေရမဏိတိခာပရံသမာတိယာမိ အာဒိနာဒါနာဝေရမဏိတိခာပရံသမာတိယာမိ ကာမေတုမိစ္ဆာစာရာဝေရမဏိတိခာပရံသမာတိယာမိ ကာမေတုမိစ္ဆာစာရာဝေရမဏိတိခာပရံသမာတိယာမိ မုဒာဝါဒာဝေရမဏိတိခာပရံသမာတိယာမိ မုဒာဝါရာဝေရမဏိတိခာပရံသမာတိယာမိ သူရာမေရယမေဇပမာတထာနာဝေရမဏိတိခာပရံသမာတိယာမိ ตุราเมรายามิสะปมาราธานาเวรามณีติขาปรันตมาดิยามิ အပမဒေနတမ္ပါဒေထ อามาบานิบา ဒီနေ့ညနေဘဝအည်သွေးကိုလေးလာသုံးသပ်ခြင်းဆိုတဲ့ခေါင်းစည်းနဲ့တရားဆွေးနွေးဖို့အချိန်ရောက်လာပါပြီခဏနေတော့ကဟောသွားတဲ့Buddhist reflection of the quality of life ဆိုတဲ့အင်္ဂလိပ်ဘာသာတရားနဲ့တိတ်ကြည့်တော့မကွာလှဘူးဒါပေမဲ့တချို့နေရာမှာအတူချုံးတာတွေတချို့နေရာမှာချဲ့တာတွေအဲ့ဒါတွေကတော့ကွာပါလိမ့်မယ်အဓိကဆိုလိုချက် message ကတော့အတူတူပဲဖြစ်ပါလိမ့်မယ်ဒီနေ့ညနေဒီလိုဒီနေရာမှာဒီအချိန်မှာဒကာကြီးတို့ဒကာမကြီးတို့ ਨੇ တရားဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးရှင်ဆရာတော်ကြီးကျေးဇူးရှင်ပြည်နယ်ဆရာတော်ကြီးပြီးတော့ဒီကဆရာတော်ဦးတီလောကနဲ့တကွာဆရာတော်တန်ဃာတော်ရှင်သူမြတ်များပြီးတော့ဂောဘကဒီကော်မတီအဖွဲ့ဝင်များအားလုံးကိုနဲ့ကျေးဇူးတင်ပါတယ်ဆရာတော်ကြီးများကိုလည်းပဲဒီကနေပြီးတော့ဂါရဝဥထိတ်ပြုဥဒိတ်တိုက်ပါတယ်တရားဆွေးနွေးမှုဓမ္မတာကိစ္စမပြုခင်မှာတရားရဲ့သခင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုအားလုံးရှိခိုးလိုက်ကြအောင်ဘုန်းကြီးတရားနေပြီးတော့မြတ်စွာဘုရားကိုကြော့တဲ့ဗုဒ္ဓဝန္ဒနာဂါထာနဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကိုရွတ်ဖတ်ပြီးတော့ပူဇော်မယ်တရားနာပေးတဲ့အားလုံးကလည်းပဲ
အာယုံတစ်ပါးစိတ်မသွားပဲဗုဒ္ဓရဲ့ဂုဏ်တော်ကိုရည်စူးပြီးတကားလားအာယုံပြုနေပေါ့နော်နမောတေသဗ္ဗတတ္တဝိနမောတေကရုဏာကရနမောတေဒိဏသန္တာရာနမောတေအမတန္တတာနမောတေသဗ္ဗတတ္တဝိနမောတေကရုဏာကရနမောတေဒိဏသန္တာရာနမောတေအမတန္တတာသဗ္ဗတတ္တဝိသိစရာရှိသမျှတို့ကိုတစမချံသဗ္ဗညုရာရွှေဉာဏ်တော်ဖြင့်ကောင်းစွာမသွေသိမြင်တော်မူပြီးသိမြတ်စွာဘုရားတေသာယဟုလာကေဗမာသို့တရဝများကျွန်ုပ်တို့အားလည်းပဲပါရမီ7 မတ်တိုင်ဘုံညာကိရိယာ7 မတ်တိုင်မဂင်7 မတ်တိုင်များဖြင့်ကောင်းစွာမသွေသိမြင်စေတော်မူတတ်သည်ရှင်တော်မြတ်ဖရာနမောကာယဝစီမနောချီလျက်အင်းစလီညူလျောလက်အမိုးကရှိခိုးကြောလိုက်ပါ၏မြတ်စွာဖရာကရုဏာကရလူနတ်မြတ်မာတရဝါတို့နှင့်မတူတမှုထူးခြားကြီးမားသောကရုဏာရှိတော်မူပေသည့်မြတ်စွာဘုရားတေသာယဟုလာကေဗမာသို့တရဝါများကျွန်ုပ်တို့အားလည်းပဲကြီးမားသောကရုဏာရှိတော်မူပေသည့်ရှင်တော်မြတ်ဘုရားနမောကိုယ်စိတ်နှလုံးသုံးပါးပြောင်းပြောမှန်ကိုရှုကရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရားဒိဏသန္တာရကာမောကရေပြင်းကျဲဘဝကရေပြင်းကျဲဒိဋ္ဌောကရေပြင်းကျဲဝိဇောကရေပြင်းကျဲမှအလွယ်တကူနှင့်ကူးမြောက်တော်မူပြီးသည်မြတ်စွာဘုရားတေသာယဟုလာကေဗမာသို့တရဝါများကျွန်ုပ်တို့အားလည်းပဲဩဃလေးဖြတ်တန်တရားကိုကောင်းစွာမသွေကူးမြောက်တော်မူစေတတ်သည်ရှင်တော်မြတ်ဖရာနမောကာယဝစီမနောချီလျက်အင်းစလီညူလျောလက်အမိုးကရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရားအမတန္တရမௌမနာမတရားမှမြတ်နိဗ္ဗာန်ကိုဧကံမသွေပေးဝေတော်မူတတ်သည်မြတ်စွာဘုရားတေသာယဟုလာကေဗမာသို့တရဝါများကျွန်ုပ်တို့အားလည်းပဲမௌမနာမတရားမှမြတ်နိဗ္ဗာန်ကိုဧကံမသွေပေးဝေတော်မူတတ်သည်ရှင်တော်မြတ်ဖရာနမောဗုဒ္ဓဗုဒ္ဓဂုဏ်တုဓမ္မဓမ္မဂုဏ်တုသံဃာသံဃာဂုဏ်တုဆရာဆရာဂုဏ်တုစေယီစုလို့မို့ချီနုရွှင်ပြပူဇော်ကြောလိုက်ရပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုပါဘုရားဒီနေ့ညတရားဆွေးနွေးတဲ့ဒီဓမ္မတာကိစ္စမင်္ဂလာသဘင်ထမ်းမှာဒီအနောက်တိုင်းလူမျိုးတွေအနောက်တိုင်းဗုဒ္ဓဘာသာတွေဆွေးနွေးတဲ့ပုံစံမျိုးနဲ့ဆွေးနွေးချင်ပါတယ်အနည်းငယ်ရှင်းပြပြတဲ့နောက်ပိုင်းမှာတရားနာဘေးသက်များမေးကျင်တာရှိရင်မေးမြန်းနိုင်ပါတယ်အမေးခွန်းတွေအားလုံးပြီးမှတရားပွဲကို
အဆုံးသတ်ဖို့ဖြစ်ပါတယ်ကာလေနဓမ္မသဝနံအချိန်အခါသင့်တိုင်းတရားနာရမယ်အဲ့ဒီလိုတရားနာတာeducation တစ်မျိုးပါတဲ့ education တစ်မျိုးပါမင်္ဂလာတစ်မျိုးပါတဲ့မြတ်စွာဘုရားကအမိန့်ရှိတယ်ကြီးပွားတိုးတက်ရတိုးတက်ကြောင်းဖြစ်ပါတယ်အဲ့ဒီကနေဆက်ပြီးတော့သွားမယ်ဆိုရင်မင်္ဂလာသုတ်ထဂါထာတဂါထာမှာကာလေနဓမ္မတာကိစ္စအဆင့်မြင့်သွားပြီအခါအခွင့်သင့်တိုင်းတရားဆွေးနွေးရမယ်ဒီနေ့ညနေတော့အဆင့်မြင့်တဲ့ဓမ္မဘေးသက်တွေမို့တရားဆွေးနွေးတဲ့ဓမ္မတာကိစ္စမင်္ဂလာပဲဆင်နွှဲကြပါစို့မှန်ပါပြီအဲ့ဒီတော့ပထမဆုံးမိနစ်30လောက်25မိနစ်30လောက်မြတ်စွာဘုရားဆိုလိုချက်မြောက်များစွာတဲ့ကတစ်ချက်ကိုရှင်းပြမယ်တစ်ချက်တည်းပဲရှင်းပြအဲ့ဒီတစ်ချက်ကိုအကြိမ်ကြိမ် repeat လုပ်မယ်အကြိမ်ကြိမ်ရှင်းပြမယ်ပြီးရင်အဲ့ဒီရှင်းပြတဲ့ဟာဆွေးနွေးတဲ့ဟာပြန်ပြီးတော့မရှင်းတာရှိရင်မေးမြန်းကြဖို့ဒါနဲ့ဘဝရဲ့အည်သွေးဆိုတဲ့ဒီအမြင်ကိုမြတ်စွာဘုရားရဲ့တရားတော်ရှုထောင့်နေပြီးတော့မဆွေးနွေးခင်မှာမြန်မာဗုဒ္ဓဘာသာရဲ့ကြားမှာpopular ဖြစ်တဲ့အမြင်တစ်ခုအဲ့ဒီဟာလေးဆွေးနွေးခြင်းတယ်အဲ့ဒီအမြင်ကတော့အရွယ်3ပါးရှိပါတယ်တဲ့ပထမအရွယ်မှာဘာလုပ်ရမှာတော့စာပညာသင်ရမယ်တဲ့ဒုတိယအရွယ်မှာဥစ္စာရှာရမယ်ဥစ္စာရှာရမယ်တတိယအရွယ်မှာတရားထိုင်ရမယ်အဲ့တော့ပြီးတော့ဆိုသေးတယ်အသက်85ဒီအခုလောလောဆယ်85နှစ်သက်တမ်းတဲ့အဲ့ဒါအခုတရားနာလာတဲ့ဘေးသက်တွေထဲကအသက်52နှစ်အရွယ်အထက်ဒကာဒကမကြီးတွေအားလုံးကိုတခါရိတ်သာစင်းသွင်းရမယ်မှန်အသက်25နှစ်ကျော်သွားတဲ့ကျောင်းသားတွေကိုကျောင်းထုတ်ရမယ်ဟုတ်တယ်မလားမှန်ပါဗျာအသက်50ပြည့်ပြီးတဲ့စီးပွားရေးသမားတွေကို pension ပေးရမယ်ရိတ်သာဒီအရွယ်3မှတ်သတ်မှတ်တာမြတ်စွာဘုရားဟောကြားတဲ့ဗိဓက3ပုံထဲမှာမပါပါဘူးမှန်ပါဗျာမပါဘူးမပါတဲ့အတွက်ကြောင့်အလေးထားစရာလည်းမလိုပါဘူးဟုတ်တယ်ဆုံးမဒီအဆိုရဲ့ဒီကောင်းချက်ဆုံးမချက်ကတော့ငယ်ရွယ်တဲ့အချိန်မှာပညာသင်ပါအဲ့ဒီဟာလေးကတော့ကောင်းပါတယ်မှန်ပါဗျာဒါပေမဲ့အသက်25နှစ်ပြည့်ရင်စာသင်တာရရမယ်ဆိုတဲ့ဟာတော့သိမကောင်းဘူးဟုတ်တယ်မလားဟုတ်ဘုန်းကြီးတို့အခုအသက်39နှစ်ပြည့်ပြီ38နှစ်ထဲဝင်လာပြီအခုကျောင်းသားပဲရှိနေသေးတယ်ဟုတ်တယ်မလားမှန်ပါဗျာဒါဟိုကိုကျိုးဆန်ဆန်ပြောတာလည်းဖြစ်နိုင်တယ်လေမှန်ပါဗျာဒကာကြီးတွေဒကာမကြီးတွေထောက်ခံလိမ့်မယ်လို့ယူဆပါတယ်ဘာလို့ဆိုတော့အသက်50ကျော်ပြီးတော့ရိတ်သာမဝင်ကျင်တဲ့လူတွေအများကြီးရှိတယ်လေမှန်ပါဗျာမြတ်စွာဘုရားရဲ့အယူကတော့ပညာသင်တာတစ်သက်လုံးသင်ရမယ်တဲ့ဥစ္စာရှာတာလည်းပဲတစ်သက်လုံးရှာမယ်တရားရှာတာလည်းပဲတစ်သက်လုံးရှာမယ်အာဒေဝနာသဘာလနံပန္တိတာနိသဒေဝနာငယ်ငယ်ကလေးကဒီလိုပုဂ္ဂိုလ်တော့မပေါင်းပါနဲ့ဒီလိုလူကတော့ပေါင်းရမယ်ဆိုပြီးတော့ဒီမင်္ဂလာတရားတွေကျင့်ကြံတတ်အောင်အဲ့ဒီမင်္ဂလာတရားတွေနဲ့ပြည့်စုံအောင်ကလေးတွေကိုသင်ပေးရတာအသက်50နှစ်ကြာမှအဲ့ဒီမင်္ဂလာတရားတွေသင်ပေးဘယ်လိုဖြစ်သွားမှာတော့ဟုတ်တယ်မလားမှန်ပါဗျာ
is a disaster အင်္ဂလိပ်လိုပြောမယ်ဆိုတကယ်ဟိုတကယ်ပြဿနာအကြီးကျယ်ပဲအေယာမပြဿနာကြီးပဲဒါကြောင့်ယဉ်ကျေးမှုနဲ့ဗုဒ္ဓတရားတော်တစ်ခါတူတယ်တစ်ခါမတူဘူးမနေ့ညတခိုင်ဥလှငွေဒီမိုင်းတော်ရင်ဝင်းတို့အိမ်မှာတရားဟောတော့ပြောတာလေးတစ်ခုရှိတယ်နောက်ထပ်မြန်မာဒီအစိုးမိတ်ထဲတစ်ခုရှိတယ်မှုသားမပါလင်္ကာမချောတဲ့အခုပဲမှုသားဝါဒဝေရမဏိသိက္ခာပဒံသမာဓိယမိတခါတည်းဘုန်းကြီးရှေ့မှာမျက်စိမိတ်ပြီးတော့ဆိုလိုက်တယ်အိမ်လည်းပြန်ရောက်ရောဟာသားရဲ့ကိစ္စမရှိပါဘူးမှုသားမပါလင်္ကာမချောတခါတည်းကလေးကိုပြန်အဲ့လိုပြန်သင်ပေးပြန်ရောမြန်မာယဉ်ကျေးမှုကတော့ဟုတ်တယ်ဒါပေမဲ့မှုသားပြောတတ်အောင်သင်ပေးတာတော့မကောင်းဘူးလေဟုတ်တယ်မကောင်းတာကတော့ဖယ်ရမယ်မှန်ပါဗျာမိယိုးဖလာအဲ့ဒီလိုဖြစ်တာကိုဒီ academic စကားလုံးအနေနဲ့သုံးမယ်ဆိုရင် routinization လို့ခေါ်တယ် routinize ဆိုတာဟိုတူငါလို့ကိုယ်လည်းလိုက်လုပ်လိုက်တာတိတ်ပြီးတော့အထိပ္ပယ်မသိလိုက်ဘူးသူများတုံဘောက်ဖို့လို့ကိုယ်လည်းလိုက်ဖို့လိုက်တာပဲအဖေဖို့လို့တခါတည်းသားခဲရတဲ့ခါကျတော့လည်းလိုက်ဖို့လိုက်တာပဲဒီမလာခင်အင်္ဂလန်မှာတခါကြီးတယောက်မြန်မာပြည်ကနေအလဲလာလို့သူပြောတာကြားရတယ်ဘာပြောဆိုတော့တပည့်တော်တို့တငယ်ချင်းတယောက်ကတော့စမ်းချင်တင်တယ်တဲ့ဘာဆိုတော့သူ့ရဲ့သားဆွမ်းမဖုံးခင်ဒေါ်လဘဝတ်လိုက်တယ်ဆွမ်းဖုံးပြီးတော့ဓာတ်ပုံရိုက်တယ်ပြီးရင်လူဖို့လဲလိုက်တယ်ဒါဒေါ်လဘဝတ်တာယဉ်ကျေးမှုတစ်ခုလို့ဖြစ်နေတယ်ဒီယဉ်ကျေးမှုရဲ့အနှစ်သာရကဗုဒ္ဓရဲ့တရားတော်ကနေလာတာဒါကြောင့်ဒီယဉ်ကျေးမှုရဲ့အနှစ်သာရဖြစ်တဲ့အရင်းအမြစ်ဖြစ်တဲ့ဗုဒ္ဓတရားတော်စီကိုပြန်သွားရမယ်ပြန်စစ်ရမယ်ဘာကြောင့်ဒုံလဘဝတ်တယ်တာနာပေါင်းကရရှိတဲ့အကျိုးမြတ်တွေ training တွေဘယ်လိုရှိတယ်ဘယ်လိုကောင်းတယ်အဲ့ဒါတွေသူတို့ရဲ့သားတွေသမီးတွေအိမ်မှာမရနိုင်တဲ့သွန်သင်ဆုံးမမှုတွေဒုံလဘဝတ်တုံရနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒုံလဘဝတ်တာမှန်ပါဗျာဓာတ်ပုံရိုက်ဖို့အတွက်မဟုတ်ဘူးခင်မှန်ပါဗျာနောက်ပြီးတော့လှုပ်လိုက်သေးတယ်ဟိုဖိတ်စာနဲ့ရွှေရောင်ဖိတ်စာရေးတွေလေဟုတ်တယ်မလားအဲ့လိုဆိုဘေးကဂုံပကာသနာတွေပါလာတဲ့ခါကျတော့ဘာဖြစ်သွားတော့အနှစ်သာရပျောက်သွားတယ်ဒါကြောင့်ဒီနေ့ညနေရှင်းပြမယ်ဗုဒ္ဓတရားတော်ထဲမှာဘဝရဲ့အည်အသွေးဘဝရဲ့အနှစ်သာရဟာဘာလဲဒါလေးအနည်းငယ်ရှင်းပြခြင်းတယ်ရှင်းပြပြီးတဲ့နောက်ဆုံးမှာတရားပွဲအဆုံးမှာအနှစ်သာရဘာတော့ဆိုတာနားလည်ခြင်းမှာနားလည်အောင်မယ်ရှင်းပြတာလိုနေခဲ့ရင်ဒါပေမဲ့တွေးစရာလေးတော့ရသွားမယ်ဒီတွေးစရာလေးတော့အိမ်ယူသွားပေါ့တွေးတဲ့ဆရာတော်တွေကိုရှောက်ထားတွေးတဲ့ဆရာတော်တွေနဲ့တရားဆွေးနွေးအချင်းချင်းလည်းတရားဆွေးနွေးအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ intellectually stimulate yourself ကိုယ်စိတ်ကိုအမြဲတမ်း active ဖြစ်နေအောင်အလုပ်လုပ်နေအောင်စိတ်ကိုလှုပ်ရှားနေအောင်လှုပ်ပေးတာတရားတော်နဲ့လှုပ်ရှားတာတရားတော်ထဲမှာပျော်မွေ့တာဘုန်းကြီးစကားနဲ့ပြောမယ်ဆိုရင်တော့စာကြံတယ်လို့ပြောတယ်စာကြည့်ပြီးစာကြံရတယ်အဲ့ဒီတော့ဘဝရဲ့အည်သွေးဟာဘာတော့ဆိုတော့သိန်းကျပ်ငွေသိန်း4-500 တန်တိုက်ကြီးကိုပြောတာလားအဲ့ဒါလည်းဟုတ်ချင်ဟုတ်မယ်ဘန်ထဲမှာ
ရှိတဲ့ဒီ bank account တန်းပေါမြောက်များစွာအဲ့ဒီ bank account တွေကိုအဓိကထားပြီးတော့ပိုက်ဆံများများရှိတာကိုဘဝရဲ့အည်သွေးလို့ပြောမလားအဲ့ဒါလဲတနည်းအားဖြင့်တော့ဆိုနိုင်တာပဲလိုတဲ့အခါတိုင်းမှာနေမကောင်းဒီနာမကျန်းဖြစ်တဲ့အခါတိုင်းမှာဒီဆရာဝန်ကောင်းနဲ့ပြသနိုင်တာဆရာဝန်ကောင်းနဲ့ဒီလက်တကမ်းမှာနေနိုင်တာဒါလည်းပဲဘဝအည်သွေးတစ်မျိုးပါပဲမိတ်ဆွေကောင်းရှိတာလဲဒါလည်းဘဝအည်သွေးတစ်မျိုးပါပြောမယ်ဆိုရင်တော့ဘဝရဲ့အည်သွေးအများကြီးရှိတယ်လို့ပြောနိုင်တယ်ဒါပေမဲ့ပိုက်ဆံသိန်းပေါင်းရာနဲ့ချီရှိပြီးတော့မပျော်ရွှင်တဲ့လူတွေလည်းရှိတယ်ပိုက်ဆံပြည့်စုံရတဲ့မိသားစုပြဿနာရှိနေတဲ့လူတွေလည်းရှိတယ်မြန်မာပြည်မှာတော့ဆိုရတဲ့လစာနဲလို့ဆိုပြီးတော့နိုင်ငံထွက်ပြီးတော့အလုပ်လုပ်ကြတယ်အနောက်နိုင်ငံမှာတွေ့ရတဲ့အတွေ့အကြုံရဆိုရင်တော်တော်လေးအောင်မြင်ကြတယ်မြန်မာလူမျိုးတွေကတော်တော်လေးကြိုးစားကြတယ်နှစ်20ကျော်20အဲ့လိုနေပြီးတဲ့နောက်ပိုင်းမှာအလုပ်လုပ်ပြီးတဲ့နောက်ပိုင်းမှာအိမ်နှလုံးသုံးလုံးအဲ့လိုပိုင်ဆိုင်ကြတယ်ဘိုးကဒေသခံတယ်အဲ့လောက်ထိတော့မလုပ်နိုင်ဘူးအဲ့ဒီသူတို့လောက်အခြေခံနဲ့သူတို့မလုပ်နိုင်ဘူးဒါကြောင့်မြန်မာလူမျိုးတွေကတော်တော်စွန့်နိုင်တဲ့လူမျိုးတွေထဲမှာပါတယ်ဒါပေမဲ့အိမ်နဲ့အိမ်သုံးအိမ်ပိုင်ဆိုင်ပြီးမှလေတကယ်မြန်မာပြည်လွမ်းလို့စိတ်ထဲမှာမပြောသလိုမြန်မာပြည်အလဲသွားပြန်တော့လည်းပဲအင်္ဂလန်ကိုလွမ်းသလိုဟုတ်တယ်မလားစင်ကာပူနေတော့မြန်မာပြည်သတိရတယ်ရန်ကုန်ရောက်တာမကြသေးဘူးစင်ကာပူမှာကောင်းတာမှန်ပါဗျာစိတ်ဒါဖြင့်ဘဝရည်သွေးရဘယ်ဟာပြောတာတော့ဒီလိုတန့်ပြန့်နေတဲ့လမ်းတွေဘတ်ကားတွေစူပါမားကတ်တွေတိုက်တာကြီးတွေဒါတွေကိုပြောတာလားသူတို့ကအရေးပါတယ်လေမြတ်စွာဘုရားကပြောတယ်စွန်းသင်္ကန်းကြောင်းစိတ်ဒါတွေဟာတကယ်လိုအပ်တဲ့အရာတွေတဲ့ essential လို့ခေါ်တယ်လိုအပ်တဲ့အရာဒကာကြီးတို့ဒကမာကြီးတို့ရဲ့လိုအပ်မှုအနေနဲ့ပြောမယ်ဆိုရင်လည်းပဲသင်္ကန်းဆိုရင်ဒါအဝတ်အစားပေါ့စွန်းဆိုရင်လည်းပဲစားစရာတောက်စရာပေါ့ကြောင်းဆိုရင်လည်းပဲနေစရာတိုက်ခန်းပေါ့ဆေးဆိုရင်လည်းပဲဒါဆေးဝါးကုသမှုဒီ medical insurance အဲ့ဒါမျိုးတွေဒီ၄ခုဒီလိုအပ်တဲ့ဘဝရဲ့လိုအပ်ဒီအလိုအပ်ဆုံး၄ခုပြည့်စုံတဲ့ပြည့်စုံအောင်ပညာသင်ကြားတယ်အကောင်းဆုံးကျောင်းတွေရွေးပြီးတော့သွားတယ်ပညာသင်တယ်ပညာသင်တာဟာဒီ၄ခုပြည့်စုံတဲ့ပြည့်စုံအောင်သင်ကြတာအဲ့တော့ကဲပညာလည်းရပြီဘွဲလည်းရပြီဆရာဒီနေမကောင်းတဲ့အချိန်မှာဆရာဝန်ကောင်းနဲ့လည်းပြသနိုင်ပြီနေစရာအိမ်လည်းရှိပြီစားစရာတောက်စရာလည်းမပူပင်ရဘူးဝတ်စရာဆိုလည်းပဲဝတ်လို့တောင်မကုန်ဘူးဒီအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ကမပျော်ရွှင်သေးဘူးစိတ်ကပြန့်လွင့်နေသေးတယ်ဟာအင်္ဂလန်သွားရင်ပိုကောင်းမယ်ထင်တယ်ကနေဒါသွားရင်ဒီထက်ပိုများကောင်းမလားအသက်ကြီးနေမြန်ပြီးပြန်ပြီးတော့အနားယူတာပဲကောင်းပါတယ်ဒါစိတ်ပြန့်လွင့်တာရောက်တဲ့အရက်မှာမပြောတာရောက်တဲ့အရက်မှာမပြောတာ
ရောက်တဲ့အရက်မှာပျော်အောင်နေနိုင်တဲ့စွမ်းရည်ကနဲတာမဟုတ်ဘူးမြတ်စွာဘုရားကသူ့ရဲ့တပည့်သားယဟန်တော်တွေကိုအမြဲတမ်းခရီးသွားခိုင်းတယ်ရှေးခေတ်တုန်းကဆိုရင်ယဟန်တော်တွေခရီးသွားရတယ်ခရီးသွားရင်နေရာအသစ်မှာဆိုတော့အစင်မပြေတိုင်းနဲ့တွေ့ချင်တွေ့မယ်စွန်းကွန်းအစင်ပြေချင်မှပြေမယ်မသိတဲ့တကားတွေနဲ့ဆိုတော့ဘုန်းကြီးကဒီရန်ကုန်မှာနာမည်ကြီးတဲ့ဘုန်းကြီးမန္တလေးရောက်သွားတဲ့ခါကျတော့တာမန်ဘုန်းကြီးဖြစ်သွားပြန်ရောဟုတ်တယ်မလားမန္တလေးမှာနာမည်ကြီးတထေးကရန်ကုန်ရောက်သွားတဲ့ခါကျတော့ရန်ကုန်ကလူတွေကဟာကြည့်သူလက်ဖက်ရတော့တရားအများကြီးထည့်တယ်အဲ့ဒါတော့သာမှန်ပါဗျာဟုတ်တယ်ခရီးများသွားရင်နာမည်မကြီးနိုင်ဘူးအမှန်တနေရာရောက်သွားရင်ကိုကဘသူဆိုတာတခါတည်းအမြဲတမ်းမိတ်ဆက်ပေးနေရတယ်ဒီမှာဗျာခရမ်းကပဲကြည့်တခါကြီးအော်ဒီဆရာတော်လေးကဘယ်မှာမွေးပါတယ်ဘယ်မှာနေပါတယ်ဘယ်မှာစာသင်ပါတယ်ဆိုတော့မိတ်ဆက်ပေးရတယ်ဒီမှာဗျာမိတ်ဆက်ပေးရတယ်ဒါပေမဲ့ခရီးသွားတဲ့ရလတ်ကတော့ခရီးသွားတဲ့အတွေ့အကြုံကတော့အမြဲတမ်းသွားနေရင်ဒီဒုက္ခရဲ့ဒဏ်ကိုခံနိုင်ပြီးတော့ရောက်တဲ့နေရာမှာပျော်နိုင်တဲ့စွမ်းရည်ပါပဲမှန်ပါဗျာရောက်တဲ့နေရာမှာပျော်နိုင်တယ်နောက်ပြီးတော့ခရီးအမြဲတမ်းသွားရင်ပစ္စည်းတွေအများကြီးမတည်ဘူးမတည်နိုင်ဘူးအများကြီးတည်ရင်လေစိတ်ကပတ်စံပိုကောက်တယ်လေ overweight ဆိုပြီးတော့ဘောပတ်စံကောက်တာအဲကြောင့်လိုချင်လည်းပဲဒီဖိုးရမတည်ရဲဘူးဟုတ်တယ်မလားမြန်ပြီးသွားတဲ့အခါတချို့တကာတွေကရှင်ဗျာငပိကြော်လေးတော့တည်သွားပါဗျာပဲဖို့ကြော်လေးတော့ယူသွားပါဗျာတချို့ဆိုရင်မယန်းသည့်အစိမ့်လေအဲ့တော့ပါဒီရေခဲတက်တာတွေထားရအောင်တခါတည်းထည့်ပေးလိုက်သေးတယ်အဲ့တော့ရှမ်းစကားတစ်ခုရှိတယ်ရောက်တဲ့အရက်မှာအဲ့ဒီအရက်ကဝါးကိုအသုံးပြုပြီးတော့နှီးပါတဲ့ကို့အရက်ကဝါးယူပြီးတော့ဟိုအရက်မှာသွားပြီးတော့နှီးမနှီးပါနဲ့တဲ့မှန်ပါဗျာစင်ကာပူမှာစားစရာတောက်စရာတွေပြည့်လို့ပဲအဲ့ဒါမြန်မာပြည်အစားအစာဟိုလွမ်းနေသေးနေအစားအစာလွမ်းတာတော့တိတ်ကြီးကိစ္စမရှိဘူးတိတ်ကြီးအပြစ်မဟုတ်ဘူးဒါပေမဲ့အစားအစာလွမ်းမှုရဲ့အဲ့ဒီunderlying ဆိုတာဟိုနောက်မှာလေအဲ့ဒီလွမ်းဆွမှုရဲ့ as အောက်မှာမပျော်ရွှင်တဲ့အရာလေးရှိတယ်အဲ့ဒါကိုပါဠိလိုဩဒိစ္စဂုတ်ကုတ်စလို့ခေါ်တယ်အင်္ဂလိပ်လို restlessness လို့ခေါ်တယ် restless ဖြစ်တယ်ဆိုတာဒီမှာထိုင်ခိုင်းတဲ့ကလေးကဒီမှာမထိုင်ချင်ဘူးဟိုသွားချင်တယ်ဟိုရောက်သွားတဲ့ခါကျတော့ဒီပြန်လာချင်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကစိတ်ဟာတဲ့မဆုံးမရင်မြောက်နဲ့တူပါတယ်အခုဒီမှာတရားထိုင်နေတရားနာနေတယ်စိတ်ကတစ်ချက်မြန်မာပြည်ရောက်သွားတယ်တစ်ချက်အင်္ဂလန်ရောက်သွားမယ်တစ်ချက်ဘန်ကောက်ရောက်သွားမယ်ဒီမှာနေတာမပျော်ရွှင်ဘူးလေအဲ့ဒီတော့ဒီခါကြီးတို့ဘဝရဲ့အည်သွေးဆိုတာဘာတော့ဘဝမှာအလိုအပ်ဆုံးကဘာတော့ခဏတုန်းကပြောခဲ့တဲ့ဒီလခကောင်းနေစရာအိမ်ကောင်းနောက်ပြီးတော့ဒီကျမ်းမာရေးဖူလုံမှုဒီစားဝတ်နေရေးပေါ့ရှင်းပြောရင်တော့စားဝတ်နေရေးစားဖို့ရယ်ဝတ်ဖို့ရယ်နေထိုင်ဖို့ရယ်စားဝတ်နေရေးအဆင်ပြေဖို့အဲ့ဒါတွေအရေးကြီးတယ်ဒါပေမဲ့ပြဿနာကတော့စားဝတ်နေရေးအဆင်ပြေပြီးတော့မပျော်ရွှင်တဲ့လူတွေအများကြီးရှိပါတယ်အင်္ဂလန်နိုင်ငံမှာနာမည်ကြီးအဆိုတော်တယောက်ရှိတဲ့ Elton John ဆိုတာသူတန်မောင်းချီပြီးတော့ဝင်ငွေရှိပါတယ်နှစ်စဉ်သူမပြောဘူး
မပြောတဲ့အကြောင်းဘယ်လိုလုပ်သိနိုင်တော့ဆိုတော့ तू ဒီ party ခဏခဏမလုပ်ရရင်ပြင်းတယ်တဲ့ပြင်းတယ်ဆိုတဲ့စကားလုံးဟာဟိုအမှုမဲ့အမှတ်မဲ့ပြောရင်တော့အမှုမဲ့အမှတ်မဲ့ပဲဒါပေမဲ့အဘိဓမ္မာသဘောအနေနဲ့ကြည့်ရရင်တော့ तू ကအကုသိုလ်ရဲ့အရင်းအမြစ်တစ်ခုပဲပြင်းတယ်ဆိုတဲ့စကားလုံးဒီအကုသိုလ်ရဲ့အရင်းအမြစ်တစ်ခုပဲ तू ကပြင်းလို့ဆိုပြီးတော့ခဏခဏပါတီပွဲတွေလုပ်တယ်တဲ့ပိုက်ဆံနဲ့အများကြီးကုန်တယ်ကားတစ်စီးတည်းစီးရတာပြင်းစရာကောင်းတယ်တဲ့6စီးထားတယ်6စီးနောက်ပြီးတော့ပန်းတွေဝယ်ပြီးတော့လူတွေကိုလက်ဆောင်ပေးတာဒေါ်လာမဟုတ်ပေါင်စတာလင်1 သိန်း 2 သိန်းလောက်နှစ်စဉ်ကုန်ပါတယ်အိမ်လည်းပဲနှလုံးသုံးလုံးရှိတယ်အဲ့ဒါမလုံလောက်လို့သူအိမ်ပြင်ဖို့အတွက်ဆိုပြီးတော့ဘဏ်ကနေပိုက်ဆံတန်းချီပြီးတော့ထပ်ချီလိုက်သေးတယ်ဒီလောက်အထိပြည့်စုံရဲ့နဲ့နာမည်လဲဒီလောက်အထိကြီးရဲ့နဲ့ဒီပုဂ္ဂိုလ်ဘာလို့မပြောရှင်းတာပါလဲဟောလိဝုဒ်ကမင်းသားတွေမင်းသမီးတွေကွဲတာတွေအဲ့ဒါတကားကြီးတို့ဒီမှာတို့ပို့ပြီးတော့တည်တယ်ဟုတ်တယ်မလားဘယ်သူတော့Titanic မင်းသမီးတို့ပါတော့ဟုတ်တယ်မလားKate Winslet တို့ပါတော့သူတို့ပိုက်ဆံတွေရှိတယ်နာမည်တွေကြီးတယ်ရုပ်ချောတယ်အဖက်ဖက်ဒီအစစအရာသူတို့အောင်မြင်တယ်အဲ့ဒါဘာဖြစ်လို့မပျော်ရွှင်တာပါလဲပျော်ရွှင်မှုဒီနေ့သူတို့ကိုပျော်ရွှင်အောင်လုပ်နိုင်တဲ့အရာနဲ့ပြန်ကြတော့သူတို့ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်တော့ဘူးစိတ်လှုပ်ရှားမှုအမြဲတမ်းလိုအပ်နေတယ်စိတ်လှုပ်ရှားမှုတောင်းတနေတယ်စိတ်လှုပ်ရှားမှုတောင်းတတာအဲ့ဒါလောဘပဲလောဘတစ်မျိုးပဲအဲ့ဒီစိတ်လှုပ်ရှားမှုတောင်းတနေတာကိုတောင်းတမသိတဲ့ခါကျတော့အဲ့ဒီတောင်းတမှုရဲ့နောက်ကိုလိုက်ပါသွားတယ်ဒီနေ့ဟိုဘက်စားတော့ဆိုင်သွားပြီးတော့စားတယ်။နောက်ပြန်အဲ့စားတော့ဆိုင်မသွားချင်တော့ဘူး။နောက်နေ့ဟိုဘက်စားတော့ဆိုင်သွားမယ်။နောက်တနေ့ဟိုဘက်စားတော့ဆိုင်သွားမယ်။စိတ်လှုပ်ရှားဖို့အတွက်လောက်ပဲအဲ့စားတော့ဆိုင်သွားတာ။ဒီကျမ်းမာရေးအတွက်ဆိုပြီးတော့စားတော့တာမဟုတ်ဘူး။အဲ့လိုပုံကိုယ်တွေအများကြီးရှိတယ်။ဟုတ်တယ်မလား။အဲ့ဒီတော့ဒီလိုအပ်တာတဲ့ပို့သွားပြီလိုချင်တာဝင်လာပြီလိုအပ်တာပိုးသွားပြီလိုအပ်တာဘလောက်မှမလိုအပ်ဘူးလိုချင်တာဝင်လာတဲ့ခါကျတော့သမုတ်တရားဝန်းတထွာဆိုတဲ့ပုံစံမျိုးပဲသမုတ်တရားလိုဖြစ်သွားတယ်ဖြည့်လို့မပြည့်နိုင်ဘူး There is no saturation thereဒီလိုရေခွက်ထဲကိုစားထည့်လိုက်တဲ့အခါမှာရေကစားကိုdissolve လုပ်တယ်မြုပ်လိုက်တယ်နောက်ပိုင်းကြာလာတဲ့ခါကျတော့ရေကဤသွားတဲ့ခါကျတော့စားကိုမမြုပ်နိုင်တော့ဘူး saturate ဖြစ်သွားတယ်ဒါပေမဲ့လိုချင်မှုကတော့တဲ့သမုဒ္ဒရာနဲ့တူတယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေအလုံးဟာသူကအစားရေတွေပဲဒါပေမဲ့မပြည့်နိုင်ဘူးဘယ်တော့မပြည့်နိုင်ဘူးအဲ့ဒီတော့သမုဒ္ဒရာဝန်းတထွာဆိုတဲ့စကားကိုဒီရှုထောင့်နေမြတ်စွာဘုရားရှုထောင့်နေကြည့်မယ်ဆိုရင်ဝန်တို့ဝန်ပိုးတိတ်ကြီးမားပါတယ် burden ပေါ့လေပါဠိစကားနဲ့ပြောရရင်တော့ဘာရလို့ခေါ်ပါတယ်ဘာရာဟဝေပင်ဆက်ခန္ဓာ၅ပါးဟာတကယ်ဝန်ထုတ်ဝန်ပိုးပါပဲဆိုပြီးတော့မြတ်စွာဘုရားကအမိန့်ရှိတယ်ဒီဝန်ထုတ်ဝန်ပိုးကိုမသိတဲ့ပုဂ္ဂိုလ်ဟာဘာရဝဟာပုဂ္ဂလာဝန်ထုတ်ဝန်ပိုးကိုတည်ထမ်းထားတဲ့ပုဂ္ဂိုလ်နဲ့တူပါတယ်ဒီဝန်ထုတ်ဝန်ပိုးတွေကိုကိုကဆန်းစစ်လေမရှိတဲ့ခါကျတော့ဒီသတိထားလေမရှိတဲ့ခါကျတော့ဝန်ထုတ်ဝန်ပိုးရှိမှန်းလည်းမသိဘူး
ဆရာကန်ချွန်ရဲ့ကာတွန်းတစ်ခုရှိတယ်တဲ့ကိုယ်တိုင်းတော့မဖတ်ရသေးဘူးဒါပေမဲ့သူများပြောလို့လူတယောက်စံအိတ်ထမ်းသွားတာလေဟာလေးလိုက်တာဆိုသူကညီးတယ်မထမ်းပဲနဲ့လဲနေလို့မရတဲ့ခါကျတော့သူ့တငယ်ချင်းကဟာဒီလိုဘယ်လိုလုပ်ရရင်ကောင်းမလဲမသိဘူးဆိုတော့အဲ့ပေါ်မှာနောက်ထပ်စံအိတ်တွေထပ်တင်ပေးလိုက်တယ်ဟာလေးလိုက်တာတအားလေးတယ်သူကအော်တယ်အဲ့လိုညီးတဲ့ခါကျတော့သူ့ရဲ့တငယ်ချင်းကဟိုအထက်ကစံအိတ်ကိုချလိုက်တယ်အေးဟုတ်သွားပြီတဲ့စံအိတ်တဲ့အိတ်ကတော့သဲနိုင်တယ်တခါတို့ဒီမှာတို့စံအိတ်တဲ့အိတ်ကတော့သဲနိုင်ဝန်ထုတ်ဝန်ပိုးမှမသိတဲ့ခါကျတော့သဲနေတာလေအစပိုင်းသဲခါစတော့လေးမှန်းသိတယ်နောက်နည်းနည်းလေးကြာလာတဲ့ခါကျတော့လေးမှန်းမသိတော့ဘူးကလေးငယ်လေးရခါစားတော့တနာရီတစ်ချိန်နိုးတယ်နှစ်နာရီတစ်ချိန်နိုးဆိုတော့ဟာကလေးမွေးရတာခက်လိုက်တာဒီဟိုနဲ့ဝန်ထုတ်ဝန်ပိုးတွေသိရတယ်နောက်ကလေးကနည်းနည်းဟို4 5 6လ9လ10လလည်းရလာရော3နာရီတစ်ချိန်4 5နာရီတစ်ချိန်ညမှကလေးနိုးတဲ့ခါကျတော့ဟိုအရင်ကဟို4 5လဝန်ထုတ်ဝန်ပိုးတွေမေ့သွားပြီဟုတ်ပါဘူးမေ့သွားပြီဒီဟာကိုပြောတာ routinize ဖြစ်သွားတယ် routine ဖြစ်သွားတာ routine ဖြစ်သွားတာဟိုနေ့စဉ်လုပ်ငန်းလို့ဖြစ်သွားတာတာဝန်တစ်ခုရဲ့လို့ဝန်ထုတ်ဝန်ပိုးတစ်ခုရဲ့လို့မထင်တော့ဘူးအဲ့လိုမထင်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့ဒီစိတ်ထဲမှာပေါ်လာတဲ့အတွေးတွေစိတ်ထဲမှာပေါ်လာတဲ့ဒီ emotion တွေခံစားချက်တွေအဲ့ဒီဟာတွေကိုပေါ်တန်တန်ပဲထားတယ်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ you take them for granted သူတို့ကိုအလေးနဲ့ထားပြီးတော့မကြည့်တော့ဘူးမြတ်စွာဘုရားကအရာရာတိုင်းမှာအလေးနဲ့ထားတောင်လို့ဟိုသင်ခန်းစာအမျိုးမျိုးပေးတယ်ဟောပြတယ်မြတ်စွာဘုရားကဘာဥပမာပေးတော့ဆိုတော့ကိုယ်ခေါင်းကိုမီးလောင်နေတဲ့ပုံစံမျိုးကိုယ့်ရဲ့စိတ်ထဲမှာဒေါသပေါ်လာရင်ကိုယ့်ရဲ့စိတ်ထဲမှာမခံကျင်တဲ့စိတ်တွေမကျေနပ်တဲ့စိတ်တွေပေါ်လာရင်အဲ့ဒီစိတ်ကိုမိမိရဲ့ခေါင်းကိုမီးလောင်နေတဲ့ပုံစံမျိုးမီးဆွဲနေတဲ့ပုံစံမျိုးသတိထားပါတယ်ကိုယ်ခေါင်းကိုမီးဆွဲရင်ချက်ချင်းမီးအဲ့ဒီမီးကိုတတ်ပြရမယ်ဒီတိုင်းဆက်ထားရင်အသက်အန္တရာယ်ရှိတယ်ဒီတိုင်းပါပဲမိမိရဲ့စိတ်ထဲမှာရှိနေတဲ့ဒေါသတွေမိမိရဲ့စိတ်ထဲမှာရှိနေတဲ့ jealousy တွေ agitation တွေ irritation တွေအဲ့ဒါတွေကိုဒီတိုင်းသိမထားပါနဲ့မိကိုချက်ချင်းငြိမ့်သက်ဖြစ်လို့ငြိမ့်သက်ပါပစိုးကျွတ်ကြသွားတဲ့ယောက်ျားတစ်ယောက်လို့အဲ့ဒီသူ့ရဲ့ပစိုးကိုချက်ချင်းကောက်ဝတ်ရမယ်ဘလောက်ထိမိတဲ့ဥပမာမျိုးမြတ်စွာဘုရားကပေးတော့ဒါတွေမကောက်မြတ်စွာဘုရားကမရဏတတိဆိုပြီးတော့သေခြင်းတရားကိုဆင်ခြင်ခိုင်းတယ်ဘဝဟာမမြဲပါဘူးမနေ့ဖြန်ညနေထိနေရမလားနောက်ပတ်ထိနေရမလားနောက်လထိနေရမလားတကယ်အာမခံခြင်းမရှိပါဘူးတဲ့နေရမယ်ဆိုတဲ့မျှော်လင့်ချက်သာရှိတာအာမခံချက်ကတော့မရှိဘူးမြတ်စွာဘုရားကယဟန်တော်တွေကိုနေ့စဉ်နဲ့အမျှဒီလိုဆင်ခြင်ခိုင်းတယ်ဘာလို့ဒီလိုဆင်ခြင်ခိုင်းတော့ဆိုတော့အင်္ဂလိပ်စကားအနေနဲ့ပြောရမယ်ဆိုရင် a sense of urgency urgent ဖြစ်တယ်အဲ့ဒီလိုမျိုးခံစားနိုင်အောင်ဟာတိတ်ပြီးတော့အရေးကြီးတဲ့စိတ်မျိုးပေါ်ပေါက်အောင်အရေးကြီးတယ်ဆိုတဲ့အမြင်မျိုးဖြစ်ပေါ်အောင်ဟိုစိတ်ထဲမှာဒေါသဖြစ်ရင်အဲ့ဒေါသကိုငြိမ်းအောင်ချက်ချင်းအရေးယူဖို့ချက်ချင်းတတိတရားနဲ့ဆင်ခြင်ဖို့မြတ်စွာဘုရားကသွန်သင်ဆုံးမပေးတယ်ဒါပေမဲ့နေ့စဉ်ဘဝမှာတွေ့နေတာတော့ဒီလိုမဟုတ်ဘူးဒေါသဖြစ်ရင်ဟာငါ့ကိုဒီလိုပြောလို့အဲကြောင့်ငါဒေါသဖြစ်မိတယ်ဒီလူကတော့မကောင်းဘူးနင်သတိထားတော့သူများကိုသွားပြီးတော့အပြစ်တင်တာကိုယ့်ရဲ့ဒေါသကိုကိုကသတိမထားဘူး
ဒေါသရဲ့အန္တရာယ်ကိုလည်းပဲသတိမထားဘူးသူများကိုမနာလိုဝန်တိုဒီအိတ်တာမေစရိယတွေဖြစ်တဲ့အခါမျိုးမှာအဲ့ဒီမနာလိုဝန်တိုမှုဟာကိုယ့်ကိုပထမဆုံးမပျော်ရွှင်အောင်လုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ဒီမနာလိုဝန်တိုမှုတွေကိုကြည့်ရှုမဲ့အစားသတိဆိုတဲ့မီးမောင်းနဲ့ထိုးကြည့်မဲ့အစားလူတွေကတာမန်အားဖြင့်ဘယ်လိုလုပ်ကြအောင်ဆိုတော့ဒီလူကတော့အမြင်ကပ်စရာကောင်းပါတယ်ဒီလူကတိတ်ကြွားတယ်ဒါမျိုးတွေပြောတယ်လေ you are justifying your emotion you are focusing your mind outside instead of within အတွင်းကိုကြည့်ရှုမဲ့အစားအပြင်ကိုလှည့်တယ်လေမျက်စိကအပြင်ကိုပဲအကြည့်များတယ်အတွင်းကိုသိမကြည့်ဘူးတအားလှပခြင်းနဲ့တကားကြီးတချို့နဲ့တအားလှပခြင်းနဲ့အမျိုးသမီးတချို့တော့မှသူတို့ကကိုယ့်ကိုဒီမှန်ထဲမှာပြန်ကြည့်တာဒီနေ့ကိုယ်ရင်ဆက်ခြင်းနဲ့ပို့ပြီးတော့မကြည့်ဘူးဟုတ်တယ်မလားသူများကိုပို့ပြီးတော့ကြည့်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကကိုယ့်ကိုပြန်ပြီးတော့ကြည့်ရမယ်ပြန်ပြီးတော့ကြည့်ရမယ်ကိုယ့်ကိုပြန်ပြီးတော့ကြည့်အောင်တရားထိုင်တဲ့ခါမှာမျက်စိပိတ်ခိုင်းတယ်မျက်စိပိတ်ရင်သူများကိုမမြင်ရတော့မျက်စိပိတ်လိုက်တဲ့ခါကျတော့အုတ်နောက်ကအလိုလိုဒီစိတ်ရလေအလိုလိုအတွင်းကိုရောက်သွားတယ်အတွင်းကို focus လုပ်လိုက်တယ်လှုပ်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ emotion တွေကိုယ့်ရဲ့ emotional responses တွေအဲ့ဒါတွေမြင်ရတယ်မြင်တဲ့ခါကျတော့တရားထိုင်ခါစလေလန့်သွားတယ်မလားဟာဒီအတွေးတွေရှိတယ်တပြည့်တော့စိတ်မငြိမ်ဘူးတရားထိုင်လို့မရဘူးအဲ့လိုပြောတဲ့အနေပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အမှန်တည်းမြတ်စွာဘုရားကအဲ့ဒီမငြိမ်တဲ့စိတ်တွေကိုတွေးစေခြင်းလို့မငြိမ်တဲ့စိတ်တွေကိုဝန်ထုတ်ဝန်ပိုးအနေနဲ့သိစေခြင်းလို့ဝန်ထုတ်ဝန်ပိုးအနေနဲ့မသိမချင်းစိတ်ကပြန့်လွင့်နေမှာပဲအရက်တောက်တယ်ဆေးလိပ်တောက်တယ်ပါတီသွားတယ်ဒါတွေကိုကပျော်ရွှင်မှုအနေနဲ့ပဲမြင်နေတယ်ဝန်ထုတ်ဝန်ပိုးအနေနဲ့မမြင်မချင်းအဲ့ဒါတွေဆက်လုပ်နေမှာပဲလှုပ်ပြီးတော့လည်းပဲချက်ချင်းပျော်သလားဆိုတော့ပါတီကနေပြန်လာတဲ့လူတွေမနဲ့စောကြတော့ဘာဖြစ်တော့ဟုတ်တယ်မလားခရစ်မတ်ဒီခရစ်မတ်နေ့မှာပျော်ရွှင်တဲ့လူတွေနောက်နေ့ကျတော့တခါအစာမကြေတာတွေဖြစ်တယ်မနဲ့အိယာမထနိုင်တာတွေဖြစ်တယ်ဆိုဝန်းပြက်တာတွေဖြစ်တယ်ခရစ်မတ်မှာရန်ဖြစ်တာတွေပါတီပွဲမှာရန်ဖြစ်တာတွေဖြစ်တယ်ဒါမျိုးတွေပေါ့ပျော်ရွှင်အောင်ဆိုပြီးတော့အဲ့ဒီပါတီကိုသွားတယ်ရလက်ကဘာဖြစ်တော့ဟုတ်တယ်မလားဒါဖြင့်အဓိကကြတဲ့အရေးကြီးတဲ့မေခွန်ကိုပြန်မေးရမယ်ဘဝပျော်ရွှင်ဖို့အတွက်အရေးကြီးဆုံးအရေးသွေးကဘာပါလဲဒါဖြင့်မပျော်ရွှင်အောင်လုပ်တဲ့အရာတွေဟာမြတ်စွာဘုရားရဲ့အနေနဲ့ဆိုရင်တော့ဒီလောဘတရားတွေဒေါသတရားတွေမောဟတရားတွေဘာကြောင့်ပဲဖြစ်ဖြစ်သူများကကိုယ့်ဘောမှာမတရားလို့ဒေါသဖြစ်တဲ့ခါမှာပဲဖြစ်ဖြစ်အဲ့ဒီဒေါသဟာကိုယ့်ကိုမပျော်ရွှင်အောင်လုပ်ပါတယ်မပျော်ရွှင်အောင်လုပ်တယ်ဒါကြောင့်ဒေါသဟာကိုယ့်ကြောင့်ပဲဖြစ်ဖြစ်သူများကြောင့်ပဲဖြစ်ဖြစ်မကောင်းပါဘူးမကောင်းတဲ့အတွက်ကြောင့်ကိုယ့်ကိုမပျော်ရွှင်အောင်လုပ်တဲ့အတွက်ကြောင့်ဒီဒေါသတွေကိုဝန်ထုတ်ဝန်ပိုးအနေနဲ့မြင်အောင်ဘာလုပ်ရမှာတော့တတိတရားလေးရှိရမယ်တတိတရားလေးနဲ့ကြည့်ရမယ်တတိတရားလေးနဲ့ကြည့်လိုက်တဲ့အခါမှာစိတ်ဆိုးတာဟာတကယ်ဝန်ထုတ်ဝန်ပိုးကြီးပါလားစိတ်ဆိုးပြီးတဲ့နောက်ပိုင်းမှာတခါတည်းစိတ်ကတော်တော်ပင်ပန်းတယ်ထမင်းစားခါနေစိတ်ဆိုးရင်ထမင်းစားလို့မရဘူးအိတ်ခါနီးမှာစိတ်ဆိုးရင်အိတ်လို့မရဘူးဟုတ်တယ်မလားအဲ့ဒီတော့ဝန်ထုတ်ဝန်ပိုးတွေကိုသိရင်သူများပါပဲပြောရသူများပါပဲလို့ကိုယ့်ဘောမှာမကောင်းတာလို့ဒေါသနဲ့မတုံ့ပြန်တော့ဘူးတဲ့ဒေါသနဲ့မတုံ့ပြန်တဲ့ခါကျတော့ကြာပန်းလို့ဖြစ်သွားတယ်ကြာပန်းဟာရွှွညွန်ထဲမှာနေပေမဲ့ရွှွညွန်နဲ့ကတ်နေပေမဲ့ရွှွမပေးပါဘူးတဲ့
ဒီလိုပဲမကောင်းတဲ့လူနဲ့နေ့စဉ်နဲ့အမျှအလုပ်မှာတွေ့ချင်းတွေ့မယ်လမ်းမှာတွေ့ရင်တွေ့မယ်ဘတ်စကားပေါ်မှာတွေ့ရင်တွေ့မယ်စူပါမားကတ်မှာတွေ့ရင်တွေ့မယ်ဒါပေမဲ့သူကဒေါသဖြစ်တိုင်းကိုဒေါသမဖြစ်တော့ဘူးတဲ့သူကဒေါသဖြစ်ရင်သူမပျော်ရွှင်တာပဲရှိမှာပေါ့သူဒေါသဖြစ်ရင်သူ့ရဲ့ပြဿနာပေါ့ဒါပေမဲ့ကိုကလိုက်ပြီးတော့ဖြစ်ရင်လည်းကိုယ့်ရဲ့ပြဿနာဖြစ်သွားပြီဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့အကျိုးကိုသိတတ်ပါစေဆိုပြီးတော့ဆုံးမတော်မူတယ်ကိုယ့်ရဲ့အကျိုးကိုသိတတ်ဖို့အတွက်အလိုအပ်ဆုံးအရာကတော့တတိတရားပါပဲတဲ့တတိမမှုဂူမမြင်ဂူထဲမှာဘာရှိတော့ယတနာတွေရှိတယ်အဲ့ဒီယတနာဟာဘဝရဲ့တန်ဖိုးပါပဲတဲ့ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတဲ့ယတနာတတိတရားကင်းမဲ့နေရင်တော့စိတ်ချမ်းသာမှုဆိုတဲ့ယတနာမမြင်နိုင်ပါဘူးတဲ့တတိမမှုဂူမမြင်တတိမူတော့ဂူမြင်တယ်ဒီလောက်နဲ့ရန်နာမနဲ့တူတယ်အဲ့ဒါတခါကြီးတို့ဒကမကြီးတို့မေးခွန်းရှိရင်ခုချိန်ကစပြီးတော့မေးမြန်းနိုင်တယ်အားလုံးချမ်းသာချမ်းသာကြပါစေမရှင်းတာရှိရင်ဒါမှမဟုတ်ထပ်ချက်ပြီးတော့ပြောစေချင်တာရှိရင်ဒါမှမဟုတ်ကိုယ့်ရဲ့အတွေ့အကြုံကို share လုပ်ချင်ရင်ထားပြီးတော့ပြောနိုင်ပါတယ်Is it on? On? ရှင်ပြပြီးတော့အခုစင်ကာပူမှာအလုပ်လုပ်နေတဲ့လူတွေရဲ့အဓိကပြဿနာကတော့ conflict resolutions ပေါ့နော်အလုပ်မှာနိုင်ငံခြားသားတွေနဲ့လုပ်ရတယ်ဥပမာကို boss နဲ့ကိုကလည်းဗမာဆိုတော့အနှိမ်ခံရတယ်ကို degree ကိုအနှိမ်ခံရတယ်ကိုနိုင်ငံကိုအနှိမ်ခံရတယ်ဒီပြီးတော့မှအခုတွေ့ရတာဒီ conflict resolutions အဓိကပြဿနာပဲတချို့ကလည်းလုပ်ရင်းကိုင်ရင်းနဲ့ပဲ they give up halfway ဗမာပြည်မှာပဲပြန်တော့မယ်ဆိုပြီးတော့အမှန်မှပြန်သွားတယ်အဲ့ဒါဒီပြီးတော့ခဏလာပြီးတော့တိုင်တယ်ကြတယ်တိုင်တယ်ကြဒီပြီးတော့အများအားပြောတာ success is the sweetest revenge ကိုက survival ဖြစ်ဖို့တဏ္ဍာတော့စူးစမ်းပြီးတော့နေဖို့ပေါ့နော်အဲ့လိုမျိုးပြောတာကဲ၍အရှင်ဘုရားကြံလည်းပြပေးနိုင်တယ်ဆိုလို့ရှင် I would be very grateful ဒီမိုင်းပြောတဲ့စကားတွေထဲကစကားလုံးအချို့ပြန်ပြီးတော့ကောက်မယ်ဆိုရင်အနိုင်ခံရတယ်လို့ထင်တယ်နောက်ပြီးတော့ဒေါသဖြစ်တယ်စိတ်တက်ကြတယ်ပြန်သွားတယ်ဒါတွေအဓိကကြတဲ့အချက်လက်လေးတွေပေါ့အနိုင်ခံရတယ်နေမခံရဘူးဆိုတော့အမြင်ပေါ်မှာလည်းမူတည်တယ်ကိုနေနာတော့ဟုတ်တယ်လေဒါကသူ့ရဲ့အမြင်သူ့ရဲ့အပိုင်းကိုသူ့ကိုကမပြောင်းလဲနိုင်ရင်ကိုဘာမှမတတ်နိုင်ဘူးဒါပေမဲ့နှစ်ဖက်ရှိပါတယ်သူ့ဖက်ရဲ့ကိုယ့်ဖက်ရဲ့သူ့ကိုကဘာမှမပြောင်းလဲနိုင်ရင်အ ਨੇ ဆုံးကိုယ့်ကိုတော့ပြောင်းလဲနိုင်ရမယ်ပြောင်းလဲနိုင်မှာဒီနေရာမှာမြတ်စွာဘုရားကတခါဆုံးကန်ကြွရင်ဒီဂတိဘာရဒွါစာဆိုတဲ့ဘုံနာတယောက်လေတစ်ချိန်တော့မြတ်စွာဘုရားကိုအမိန့်ရှိတယ်မြတ်စွာဘုရားကဒီဂတိဘာရဒွါစာဆိုတဲ့ဘုံနာကြီးရဲ့ဒီလှုပ်သားတွေတန်းစီပြီးတော့သူတို့ရဲ့ဝေစုအတွက်ဒီတန်းစီနေတဲ့အချိန်မှာမြတ်စွာဘုရားကနောက်နေပြီးတော့လိုက်တန်းစီတယ်အနားလေးရောက်လာရောပုံနာကြီးက
အလုရှင်ပေါ်နာကြီးကတွေ့တယ်ဟေးဒီမှာအလုပ်တာလည်းမဟုတ်ဘူးကိုယ့်အကိုလှုပ်စားကိုယ့်အကိုလှုပ်စားပါတော့ဘာဖြစ်လို့လာတောင်းစားတာတော့မြတ်စွာဘုရားကိုဒီလိုဟိုနေမို့ပြောတယ်သူကမြတ်စွာဘုရားကဘယင်သားတော့မထွက်ရင်ဘယင်ဖြစ်မဲ့ပုဂ္ဂိုလ်နော်ဘယင်ဖြစ်မဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့ဒီနေရာမှာဒကာကြီးတို့ဒကမကြီးတို့ရဲ့ဒကာကြီးတို့ဒကမကြီးတို့ဖြစ်မဲ့ဆိုရင်ဘယ်လိုတုံ့ပြန်မှာတော့မြတ်စွာဘုရားကမြင်ထားတာအေးသူကအဲ့လိုပြောတာတော့သူ့ရဲ့ပြဿနာငါကသူပြောတဲ့အတိုင်းစိတ်မထိခိုက်ဖို့ဒီဟာလိုအပ်တယ်အမှန်တော့မြတ်စွာဘုရားတို့ကဒီဒေါသဆိုတဲ့အရာကိုပယ်ပြီးသားဆိုတော့သူပြောလည်းပဲစိတ်မဆိုးတော့ဘူးနောက်ပြီးတော့ငါကိုပြောတယ်ဆိုပြီးတော့လည်းပဲအမြင်မရှိဘူးငါကိုပြောတယ်ဆိုတဲ့အမြင်ကလေစိတ်ဆိုးတယ်ဆိုတဲ့ခံစားမှုနဲ့ဆက်နွယ်နေတယ်ငါကိုပြောတယ်ဆိုတဲ့အမြင်အဲ့ဒီအမြင်ကိုမသိတာဒါမောဟတစ်မျိုးပဲအဲ့ဒီအမြင်ကိုသိရင်ဒါစိတ်ဓာနုပဒနာဖြစ်တယ်အေးငါကိုအထင်သေးတယ်ဒီအမြင်လေးကိုသတိရတာနဲ့အလိုလိုနေစိတ်ဓာနုပဒနာသတိပဋ္ဌာန်တရားဖြစ်နေတာဒေါသဖြစ်ပေါ်လာတယ်အဲ့ဒေါသအေးဒါကတော့ဒေါသပဲဒေါသလေးသိလိုက်ရောတခါတည်းဟိုစိတ်ဓာနုပဒနာတခါဖြစ်ပြန်ရောအကုသိုလ်တွေဖြစ်နေတဲ့နေရာမှာဟိုအမှန်တမ်းခက်ခဲတဲ့နေရာတွေမှာတော့မှတရားဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြောပြတာလေဒါပေမဲ့ဒေါသနောက်ကိုလိုက်ပြီးတော့ကိုကလိုက်တွေးမယ်ဆိုရင်တော့ဒေါသဟာစိတ်ဆိုးတာတဲ့စိတ်ဆိုးမှုတွေမကဘူးစိတ်တက်ကြမှုလည်းပါတယ်ခရောက်ကဒီမှာပြောတဲ့အထက်မှာစိတ်တက်ကြရတော့မြော်ပြီးပြန်သွားတာတွေရှိတယ်စိတ်တက်ကြတာလည်းပဲဒေါသပါပဲစိတ်တက်ကြတာအဲ့တော့ကိုယ်စိတ်တက်ကြတာသူများကိုကြည့်သွားပြီးအပြစ်တင်လို့မရဘူးကိုပုံမှာလည်းမူတည်တယ်သူက it's true that he's giving you a hard time သူကကိုဘဝကိုခက်ခဲအောင်လုပ်နေတာတော့ဟုတ်တယ်ဒါပေမဲ့သူပြောတာကိုသူ့ရဲ့ပြဿနာအနေနဲ့ထားလိုက်မယ်တတ်နိုင်တဲ့လောက်ကိုယ့်ရဲ့စိတ်ကိုကိုထားတတ်အောင်လုပ်မယ်ဆိုရင်တော့သက်သာရာရနိုင်စရာရှိပါတယ်အလုရှင်ကိုတော့ပြောင်းလဲနိုင်ခြင်းမှပြောင်းလဲမယ်ဒါပေမဲ့ပြောင်းလဲနိုင်ခြင်းလည်းပြောင်းလဲမယ်ဟာငါဒီလောက်ထိတောင်ပြောတာဒီလူကပြန်လဲမတုံ့ပြောင်ငါ့ဘောဒီလောက်ကောင်းတယ်ဆိုရင်အလုရှင်ကကောင်းလာခြင်းကောင်းလာလိမ့်မယ်ကောင်းခြင်းမှလည်းကောင်းမယ်ဒါကတော့မပြောတတ်ဘူးကိုကောင်းဖို့ကတော့အရေးကြီးတယ်အရေးကြီးတယ်အဲ့ဒါကြောင့်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေအဲ့ဒီအလုရှင်မျိုးတွေနဲ့တွေ့တဲ့အခါမျိုးမှာစိတ်တက်မကြအောင်မိမိရဲ့စိတ်ထဲမှာဒေါသဖြစ်ရင်ဒေါသဖြစ်မှန်းသိအောင်ဒီဒေါသဖြစ်တာငါတွေမကပါလားဒီရောက်နေတဲ့မြန်မာတွေအားလုံးတွေ့ကြုံရတာပါလားငါတယောက်တည်းဖြစ်တာဆိုပြီးတော့တွေးလိုက်ရင်စိတ်တက်ကြတယ်စိတ်တက်ကြတယ်ဘာလို့စိတ်တက်ကြတော့ဆိုတော့အဲ့ဒီဒေါသကိုကအတ္တလှုပ်လိုက်တာလေငါဆိုပြီးတော့လှုပ်လိုက်တာအစင်ငယ်ဘူးမှာအလှုပ်နေတဲ့မြန်မာတွေထဲမှာငါတယောက်တည်းဒီလိုအနှိမ်ခံရတာမဟုတ်ဘူးသူများတွေလည်းဒီလိုပဲအနှိမ်ခံရတယ်အဲ့လိုလှုပ်လိုက်တဲ့ခါကျတော့ तू ကနည်းနည်းဝန်တော့ဝန်ဖို့ပေါ့သွားတယ်စံအိတ်တအိတ်ရှိတယ်9ရက်ဝိုင်းပြီးတော့တည်ရင်တိတ်ပြီးတော့မလေးဘူးလေးတာတော့လေးတယ်အလေးသက်တာတယ်ပေါ့အဲ့လိုမဟုတ်ပဲနဲ့ဟာသူတို့ကတော့အဆင်ပြေလိုက်တာငါတယောက်တည်းပဲကြီးစမ်းမအောင်ကန်ကောင်းအကန်ဆိုးလိုက်တာအလုံးမှလည်းအနှိမ်ခံရတယ်အဲ့ဒီလိုကိုယ့်ကိုအဲ့လိုမြင်ရင်လေစိတ်တက်ပိုကြနိုင်စရာရှိတယ်အဲ့ဒါကြောင့်အနှိမ်ခံရတာကဒုက္ခအဲ့ဒုက္ခရဲ့နောက်မှာအပေါင်းလက္ခဏာရဲ့နောက်မှာအတ္တလိုက်လာရင်ဒုက္ခပြန်လိုက်လာတယ်ဒုက္ခဖြစ်ရင်အပေါင်းလက္ခဏာဖြစ်ရင်အတ္တဖြစ်ရင်အပေါင်းဖြစ်ရင်ညီမြခြင်းဖြစ်ရင်ဒုက္ခပြန်လိုက်လာတယ်ဒါကိုပဲဒုက္ခ
တန်တရားလဲပါတယ်အဲ့ဒီလိုခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဟာငါတို့တွေမကဘူးဒီရောက်နေတဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးတွေလည်းနှိမ်ခံရတယ်အိန္ဒိယလူမျိုးတွေလည်းနှိမ်ခံရတယ်ဖိလစ်ပင်းတွေလည်းနှိမ်ခံရတယ်သီရိလင်္ကာလူမျိုးတွေလည်းနှိမ်ခံရတယ်နည်းနည်းသက်သာသွားတယ်ဟိုအင်ရှင်ဒီကမိုင်းတွေကတခါပြောတတ်တယ်တဲ့ဟာကြည်ဆောင်မအောင်တဲ့ဟိုဘက်က glory ကတော့သူတို့ကတော့ညှိနေတာပဲတဲ့ငါကတော့ဒီကဘာလုံးမှာအလုတ်ရှုပ်ဆုံးအင်ရှင်မကိုဟို personalize လုပ်တယ်လို့ပြောပါတယ်အဲ့လို personalize လုပ်ရင်တော့ဒီမှာတွေမကောက်မြောင်ပြင်မှာလဲစစ်တကြမှာမေကွန်းနေရှိသေးလားရှင်ဖျားတပည့်တော့ခုနရှင်ဖျားဖြေတဲ့ဖြေနဲ့ပတ်သက်လို့တပည့်တော့အမြင်လေးတင်ပြပါရစေmost of us all of us I think identify our body and mind as the I ငါနဲ့ရုပ်နဲ့နာကိုငါလို့ပဲဆွဲယူတာ哦အဲ့ဒီငါရဲ့နောက်ပိုင်းမှာတပည့်တော်တို့ကအတ္တရှိအဲ့တော့ anything that happens အဲ့ဒီအတ္တကိုတပည့်တော်တို့ကကာကွယ်နေရဒီအတ္တကိုကာကွယ်သမျှကာလပတ်လုံး the reactions will be the same when we forget our atta as separate from the rupa and nama and with yonito manatikara those effects and those resultants will cease တပည့်တော်ထင်တာကတော့လေစိတ်ရဲ့နောက်မှာငါစပွဲဒိဋ္ဌိရှိသမျှကာလပတ်လုံးဒီလို reaction တွေကအမြဲရှိမှာပဲဗျအဲ့ဒီငါဆိုတဲ့အစွဲကို defend လုပ်ရအောင်ပါဟုတ်ဒီငါကိုသူများချီးမွမ်းကောင်းအောင်နေရအောင်ပါဟုတ်ဆိုတော့အဲ့ဒီကြားထဲမှာယောနိသောမတရိကတာနှလုံးသွင်းမမှန်ရင်အဲ့ဒီတန်တရားရှင်ဖျားပြောတဲ့ဒုက္ခလည်မှာပဲတပည့်တော်ထင်ပါတယ်This is my humble view ဟုတ်ပါတယ် Thank you ချက်ချင်းတရားနာပြီးတဲ့နောက်ပိုင်းမှာဒါမှမဟုတ်10စက္ကန့်9စက္ကန့်နာပြီးတဲ့နောက်တရားထိုင်ပြီးတဲ့နောက်ပိုင်းမှာအတ္တဆိုတဲ့အလုံးကြီးချက်ချင်းကြာသွားမယ်သူတို့တော့မထင်လိုက်နဲ့မြတ်စွာဘုရားရဲ့သတိပဋ္ဌာန်တရားတော်ကသိပြီးတော့ pragmatic ဖြစ်တယ်သိပြီးတော့practical ဖြစ်တယ်လက်တွေ့ကြတယ်အတ္တရှိနေတာကိုမရှိဘူးလို့ညင်းပယ်ဖို့မဟုတ်ဘူးစိတ်ထဲမှာကိုကအတ္တဆိုတဲ့ဟာကြီးကိုဖန်တီးထားတယ်လေအတ္တကတကယ်တမ်းမရှိတာတော့ဟုတ်တယ်ဒါပေမဲ့မိမိရဲ့အတွေးထဲမှာ concept ထဲမှာ notion ထဲမှာအတွေးထဲမှာရှိနေတယ်ဒေါသဖြစ်လာရင်ငါ့ကိုကြိုလုပ်တယ်ဆိုပြီးတော့အထင်ရှားရှိတဲ့ဒေါသထဲမှာအထင်ရှားမရှိတဲ့ငါကိုဖန်တီးလိုက်တယ်လေဖန်တီးလိုက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကဘယ်ကနေစမှာတော့ရှိတယ်လို့ထင်တဲ့အတ္တကနေစမယ်အဲ့ဒီတော့အဲ့ဒီအတ္တကိုအတိမပြုလိုက်အောင်ပဲဒါကတော့အတ္တပဲဒါကတော့အတ္တပဲဝိပဿနာတရားထိုင်တဲ့နေရာမှာဆရာသမားတွေသင်ပေးတာတော့ဒီဟာကတော့ဒေါသပဲဒီဟာတော့စိတ်တကြမှုပဲဒီဟာကတော့စိတ်ဆင်းရဲမှုပဲအဲ့ဒီဟာတွေအဲ့ဒီအကြောင်းအရာတွေကိုဒီငါဆိုတဲ့ဟာနဲ့ခွဲပြီးတော့ကြည်ပါတဲ့ငါဆိုတာရှိခြင်းရှိမယ်အခုနေတော့မှတကယ်ရှိမရှိသိနိုင်ဖို့အတွက်ငါနဲ့အမြဲတမ်းတွဲနေတဲ့အရာတွေကိုစူးစမ်းရမယ်တဲ့ငါနဲ့အမြဲတမ်းတွဲနေတာကငါစိတ်ဆိုးတယ်စိတ်ဆိုးတာငါနဲ့တွဲတယ်ငါကြိုက်တယ်ကြိုက်တာငါနဲ့တွဲတယ်ငါမကြိုက်ဘူးမကြိုက်တာငါနဲ့လာတွေးတယ်လာပြီးတော့တွဲတယ်ငါစိတ်ညစ်တယ်စိတ်ညစ်တာငါနဲ့လာပြီးတော့တွဲတယ်အဲ့တော့ငါနဲ့လာပြီးတော့တွဲနေတဲ့အရာတွေကို separate လုပ်ကြည့်ပါခွဲကြည့်ပါငါကိုချင်းတစ်ချင်းနဲ့ထက်စိတ်ညစ်တာနောက်ထပ်ချင်းတစ်ချင်းနဲ့ထက်ခွဲပြီးတော့ကြည့်ပါစာအုပ်နှုတ်အသေးခိုင်းရင်အဲ့စာအုပ်နှုတ်လေးတယ်ခွဲပြီးတော့သေးရင်ဝန်ထုတ်ဝန်ပိုးပေါ့ပါတယ်အဲ့တော့ငါနဲ့ဒီစိတ်ဆိုးတဲ့ဒေါသနဲ့ခွဲပြီးတော့ကြည့်ငါနဲ့စိတ်တက်ကြတဲ့အရာနဲ့ခွဲပြီးတော့ကြည့်
နောက်ပိုင်းတော့ဘာတွေ့လာမှာလဲဆိုတော့ဒီစစ်တက်ကြတာသူက impersonal ဖြစ်တယ်သူလည်းစစ်တက်ကြတာပဲသူလည်းစစ်တက်ကြတာတွေ့ဖူးတယ်သူတို့လည်းစစ်တက်ကြတာတွေ့ဖူးတယ်အေးငါလည်းစစ်တက်ကြတယ်စစ်တက်ကြတာလူတိုင်းနဲ့ပတ်သက်နေတာပါလားမြန်မာတွေမကဘူးဘင်္ဂလားဒေ့ရှ်တွေလည်းဖြစ်တယ်အိန္ဒိယန်တွေလည်းဖြစ်တယ်ကမ်ဘောဒီးယန်တွေလည်းဖြစ်တယ်ဖိလစ်ပင်းလူမျိုးတွေလည်းဖြစ်တယ်ဟောလိဝုဒ်မင်းသားတွေလည်းဖြစ်တယ်တဲ့ဒါဆိုပြီးရောပဲဟောဒါလူတိုင်းရှိနေတဲ့အရာငါဟာမဟုတ်ပါလားအနတ္တရဲ့အမြင်ဒီလိုပဲတဖြည်းဖြည်းချင်းဝင်လာတာရှိသေးလားမေခွန်းနောက်မေခွန်းရှိရင်နောက်ထပ်တစ်ခုပဲယူမခု8:45လောက်ရှိပြီအရှင်ဗျာတပည့်တော်တိလို့တဲ့တစ်ခုကတော့တပည့်တော်တို့ငယ်သည်ကြီးသည်မဟုတ်လူတွေမှာကိလေသာအညစ်အကြေးတွေတိတ်ထူထပ်နေတဲ့ရှင်ဗျာငယ်ငယ်ရွယ်ရွယ်နဲ့သင်္ကန်းဝတ်ထားတဲ့လူတဦးမှာဒါတွေကိုဘလို့မြန်နဲ့ effectively ပါများအောင်ပါသွားအောင်ဘယ်လိုလုပ်သွားလဲဖေ။အဲ့ခိုးအတန်ရှိလို့တိတ်ပြီးတော့မကြားရဘူးပို့ပြီးတော့ရှင်းသွားအောင်ဆမ်မမေးတဲ့မေးခွန်းကိုပြန်ပြီးတော့ repeat လုပ်မယ်တပည့်တော်မေးလို့တဲ့မေးခွန်းကလူတွေမှာငယ်သည်ကြီးသည်မဟုတ်တပည့်တော်ရဲ့မြင်ရသမျှကိလေသာအညစ်အကြေးတွေတိတ်ထူတတ်တယ်ဖေငယ်ပြီးတော့အရှင်ဘုရားတို့38လူတူလူပြိုလူရွယ်တူယဟန်ပေါင်ဝင်ပြီးတော့ဒီကိလေသာများဖြည်းဖြည်းချင်းပါပြောက်အောင်ပါများအောင်ဘယ်လိုအမြန်ဆုံးနဲ့အထီးရောက်ဆုံးလုံနိုင်ပါတယ်လေဗျာအလုတ်သဘောတရားနဲ့ဥမာဝိပဿနာတရားအားထုတ်ပြီးတော့မြန်ပါသွားတယ်ဆိုတာတော့တပည့်တော်သိတော်လည်းပဲဘယ်လောက်ကြာဥမာယဟန်ဘဝမှာအရှင်တို့ဘုရားတို့နေတဲ့လူတွေဘယ်လိုမြန်ဒါကို eradicate eliminate လုပ်နိုင်ပါလဲဖေ။ဘယ်လောက်ကြာဆိုတော့ပြောပြနိုင်တော့တိတ်ကောင်းမှာပဲ။ဘာဆိုတော့ဝန်တို့ဝန်မိုးကနဲတာမဟုတ်လေ။ဘယ်လောက်ထိကြာတယ်ဆိုတာမပြောနိုင်ဘူး။ဟုတ်တယ်မလား။ तू ကအကြောင်းမျိုးပေါ်မူတည်ပြီးတော့ तू ကဖြစ်ပေါ်လာတယ်ဒီနားလေတဲ့ဒီပฏิပတ်နားလေတဲ့ဒီပฏิဝေဒာလေပฏิဝေဒာသာနာဆိုတာပုဂ္ဂိုလ်တူနဲ့တူဘယ်လောက်မတူဘယ်လောက်ထိကြာမယ်ဆိုတော့မပြောနိုင်ဘူးနောက်ပြီးတော့ဒီယဟန်တော်တွေရဲ့ဘဝနဲ့ဒီလူသားမန်တွေရဲ့ဘဝကွာတာတော့ယဟန်တော်တွေမှာပြောရတာတော့နည်းနည်းခက်တယ်အင်္ဂလန်ကျောင်းတစ်ကျောင်းမှာလေအတန်းကျောင်းတစ်ကျောင်းမှာမင်းကလေးကျောင်းတစ်ကျောင်းပေါ့သူတို့ကပင့်ပြီးတော့ဗုဒ္ဓဘာသာအကြောင်းဟောခိုင်းတယ်ဘုန်းကြီးရဲ့ဘဝအကြောင်းပြောပြပါတယ်ဘာပြောမှမသိဘူးငယ်ကလေးကဘုန်းကြီးဝတ်လာဆိုတော့လေဒီအကြောင်းပဲသိတယ်တခြားလူဘဝအကြောင်းသိမသိတဲ့ခါကျတော့လူတွေဘာစိတ်ဝင်စားမှာပါလဲဆိုမသိဘူးဘာပြောမှမသိဘူးအဲ့ဒါနဲ့သူတို့ကလည်းစောင့်နေတယ်ဟာဒီဘုန်းကြီးတဲ့အချိန်ကြာပါလားပြောချင်ပြောမယ်နောက်ဆုံးကြတော့ဘုန်းကြီးတွေကပင်စင်မရှိဘူးလို့ဘုန်းကြီးတွေသီလရှင်ဆရာလေးတွေပင်စင်မရှိဘူးတခါကြီးတို့ပင်စင်ယူတဲ့အချိန်မှာပက်ဆန်နဲ့နဲနဲ့တခါတည်းပူပင်လိုက်မဲ့ဟာလေဘုန်းကြီးကြတော့သင်္ကန်းဝတ်ကြရကိုကပြောထားလိုက်တယ်ပင်စင်မရှိဘူးဆိုပြောလိုက်တာပဲအဲ့တော့ဒီ anxiety ကိုနေ့စဉ်နဲ့အမျှဟိုတင်လောက်ရတာရင်ဆိုင်ရတာဆုံးခံသွားတယ်ဆိုတော့ဘယ်လောက်ရမယ်မသိဘူး
ကိုးမှနေတော့တရက်မှတ်မိတယ်ဟိုရှမ်းပြည်နေပဲခူးရောက်သွားပြီးတော့နောက်ပိုင်းပထမဆုံးနဲ့ဆွမ်းကန်သွားတာလေအိမ်ပေါင်း59အိမ်သွားတယ်19အိမ်ပဲဆွမ်းလောင်းတယ်အိမ်40ကတော့ဆွမ်းလောင်းတယ်အဲ့တော့ပင်စင်မပြောနဲ့ဟိုနေ့စဉ်ဖုန်းမဆွမ်းတော့မှအဲ့လောက်တခက်ခဲဆိုတော့လေအခုတော့မပြောနဲ့အခုတော့စင်ကာပူကတကမြန်မာတကနဲ့တွဲတဲ့ခါကျတော့ဟိုဟင်းရလည်းပဲအမေရိကများလိုက်တာပြောမနေနဲ့အမဟိုတုန်းကတော့59အိမ်40ကကတော့ဆွမ်းလောင်းတယ်အပြစ်တင်လို့မရဘူးဆိုလိုတာကတော့simple way of life လေ simple way of life လိုချင်တာဒီလိုအပ်တာနဲ့လိုချင်တာလိုအပ်ချက်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဘဝကိုတည်ဆောက်ဖို့လိုချင်တဲ့အပေါ်မှာမူတည်ပြီးတော့ဘဝကိုမဆောက်တည်ဖို့အရေးကြီးတယ်ဟိုသင်္ကန်းဝတ်ပြီးတော့လည်းပဲဒီလောဘဒေါသမောဟတွေ तू ချက်ချင်းဆိုနဲသွားတာမဟုတ်ဘူးနေ့စဉ်နဲ့အများတခါတည်းစွန့်ကန်သွားတဲ့စွန့်အပြည့်စုံလုံလောက်မရရင်စိတ်ပြတ်တာပဲစိတ်ပြတ်တာပဲဟာဒီတိုင်းဆိုတော့မဖြစ်ဘူးထင်တယ်ပြန်မှန်းနေတူတွေးတာပဲဟုတ်တယ်မလားအဲ့တော့မပြန်မဲနဲ့၄-၅နှစ်အထိနေဖြစ်တာဘာဖြစ်တော့ဆိုတော့ဒီငါဆွန့်မရတာငါတယောက်တည်းမကဘူးတခြားပုဂ္ဂိုလ်လည်းမရဘူးသူကတော့ပြင်ဆွန့်မရတယ်ဟင်းမရဘူးသူကတော့ဟင်းတစ်ခွက်ပဲရတယ်သူကနှစ်ခွက်ပဲရတယ်သူများရဲ့ဒုက္ခကိုနင်းပေါ်လေစဉ်းစားပြီးတော့ကြည့်တယ်ကိုချင်းစာကြည့်တယ်ဆိုတာသူများရဲ့ဒုက္ခကိုကနိုင်ရှင်ပြီးတော့ကြည်တာလေနိုင်ရှင်ပြီးတော့ကြည်တာအဲ့လိုကြည်တဲ့အခါကျအသိဉာဏ်လေးတွေပေါ်လာတယ်လိုချင်မှုတွေနေသွားတယ်လိုအပ်မှုပေါ်မှာပဲစိတ်ကပိုရောက်သွားတယ်ပို့ပြီးတော့ကောင်းတာတော့နေ့စဉ်နဲ့အမျှတတ်နိုင်တဲ့လောက်တရားထိုင်ပေးတာအဲ့ဒါတော့အကောင်းဆုံးပဲဘုန်းကြီးဝတ်တာမိုးတာသီလရှင်ဝတ်တာမိုးတာဒါကတော့တက္ကန္တလေဒါတက္ကန္တမဝတ်ပေမဲ့တရားထိုင်လို့ရပါတယ်တရားထိုင်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အနောက်တိုင်းကဗုဒ္ဓဘာသာတွေဆိုရင်သူတို့ကဒါနသီလနေပြီးတော့မစဘူးသူတို့ကဘာဝနာနေစတာတရားစထိုင်တာတရားစထိုင်လို့ကြိုက်သွားမှသူတို့ကနှစ်ပေါင်း၄-၅နှစ်လောက်ကြာတဲ့ခါကျမှပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိရမယ်ဆိုတော့သီလဆောက်တည်တာအဲ့လိုသီလဆောက်တည်တာအဲ့ဒါကြောင့်မဲခွန်းကိုဒီလွယ်လည်လေးနဲ့ဖြေရမယ်ဆိုရင်တော့အချိန်ကန့်သက်ကတော့မပြောတတ်ပါဘူးတဲ့ဒီလောဘဒေါသတရားတွေလောဘဒေါသမောဟတရားတွေရှိနေတဲ့ဟာကိုလက်ခံတာကိုပဲတိုးတက်မှုတစ်ခုဖြစ်ပါတယ်တဲ့သာသနာပေါင်းမှာတိုးတက်မှုတစ်ခုဖြစ်တယ်လက်ခံလိုက်ရင် तू ကရှေ့သိပ်ပြီးတော့မတိုးတော့ဘူးအနာရှိနေတယ်ဆိုတော့လက်ခံလဲကို့မှာခေါင်းကိုက်နေဆိုတော့လက်ခံမယ်ဘိုက်နာဆိုတော့လက်ခံလဲလက်မခံဆရာဝန်စီမသွားတော့ဘူးဆရာဝန်စီမသွားတဲ့ခါကျတော့ဆေးလဲမတော့ဖြစ်တော့ဘူးဆေးလဲမစစ်ဖြစ်တော့ဘူးအလိုအပ်ဆုံးဟာတော့ကို့မှာယောဂရှိနေဆိုတော့လက်ခံဖို့ပဲအဲ့ဒါကိုဒေါသဖြစ်ရင်ဒေါသဖြစ်တယ်တရားမှတ်တယ်ခေါ်တာပေါ့အဲ့ဒါကိုပဲလက်ခံတယ်လို့ခေါ်တယ်recognize လုပ်တယ် accept လုပ်တယ်လို့ခေါ်တယ်ဒီလောက်နဲ့ဒီနေ့ညဓမ္မတာကိစ္စတရားဆွေးနွေးပွဲအဆုံးသတ်အောင်မနဲ့ကြွယ်နော်အဲ့ဒါအားလုံးလောကဓမ္မနထာနာမှာတိုးတက်တဲ့အောင်မြင်ကြပါစေ